မျက်နှာရေးဆွဲနည်းပြပြပေးပါဆိုပြီးတော့မေးထားကြတဲ့သူတွေအတွက်ဒီဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်ပါတယ်ဆိုတော့ကျွန်တော်မျက်နှာရေးဆွဲမယ်ဆိုရင်ဥကောင်းခွန်ပိုင်းအနေနဲ့အရင်ဦးဆုံးဆက်ဝိုင်းကိုအရင်ဆွဲတယ်ပြီးတော့ရင်ကျွန်တော်ဒီပါရိုးတွေအတွက်ကိုမြင်းချောင်းလေးနှစ်ခုပေါ့နော်ပြီးတော့ရင်ဒီမေးကိုထပ်ပြီးတော့ဆွဲလိုက်တယ်ပြီးတော့ကျွန်တော်တို့ရဲ့မျက်နှာကိုဆွဲတဲ့အခါမှာဒီဘဲနဲ့ညာနဲ့ချိုးစားကြဆွဲနိုင်မှုအတွက်အလဲမြင့်တစ်ခုပိုင်းတယ်ပြီးတော့ခုနကပါရိုးနဲ့ဒီဆက်ဝိုင်းနဲ့စုံတဲ့နေရာမှာကျွန်တော်တို့မျက်လုံးအတွက်လိုင်းကြီးတစ်ခုထည့်ပါတယ်ဆိုတော့လူတစ်ယောက်ရဲ့မျက်နှာမှာမျက်လုံးရဲ့နေရွက်ကြရအမြဲတမ်းနဲ့ရှိတယ်ဒါကရေဘူးကအဖြစ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့မျက်လုံးလိုင်းနဲ့တန်းနဲ့မှာနေရွက်နေရာလေးရတယ်ပြီးတော့ရင်ကျွန်တော်မျက်လုံးသတ်မှတ်မယ်အဲ့တော့မျက်လုံးမှာလည်းနောက်ထပ်သဘောတရားတစ်ခုကကြတော့မျက်လုံးနှလုံးရဲ့အကွာဝေးကကြတော့မျက်လုံးတစ်လုံးစာရှိပါတယ်ပြီးတော့ရင်နှာခေါင်းနှာခမ်းဒါကတော့တယောက်နဲ့တယောက်မျက်နှာပေါ်မူတည်ပြီးတော့လိုအပ်တယ်လို့ပြောင်းလဲပြီးတော့ရေးဆွဲလို့ရပါတယ်အခုပြထားပေးတာကတော့ကျွန်တော်အခြေခံနည်းဖြစ်တဲ့အတွက်ကြောင့်မလို့လူမျက်နှာပေါ်ဝယ်ရစားဆွဲရမလဲမသိဘူးဖြစ်နေကြတဲ့သူများအတွက်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်